ဖိတ်ကြတဲ့မင်္ဂလာဆောင်ဖိတ်လိုက်တဲ့ဖိတ်စာတွေလည်းအထက်လိုက်ပဲဒီကြားတဲ့မင်္ဂလာဆောင်သွားရင်စောင့်သေးဘူးမစောင့်သေးဘူးလားလို့မေးသေးတယ်နည်းနည်းလေးမှဦးအာနာမှုရှိကြတော်ပြီစိတ်ချုပ်ပါလေအေးဇွဲတက်ကိုပဲမြင်ရအောင်သွားတော့မယ်ကဲခုကြည့်နေရတဲ့မှာအပြိုကြီးတွေပါတယ်ဆိုဒီဗီဒီယိုလေးကိုကြောက်သွားလိုက်ပါနော်ဒီနေ့မိတ်ဆက်ပေးမှာတော့မင်္ဂလာဆောင်မဲ့သတို့သမီးလေးတွေအတွက်သီးသန့်ရွှေပြည့်ကြီးတွေပဲဖြစ်ပါရဲ့ရှင်ဒီပြည့်ကြီးဆိုရင်စင်မြန်းလိုက်တာနဲ့ပွဲလင်မှာထဲဝါနေစင်းမဲ့အပြင်ခက်လုတ်ပုံလေးရလဲစမ်းတာဆိုတော့သတို့သမီးလေးရဲ့လေတိုင်းထက်မှာလုံးဝလင်းလက်ထင်းထွက်နေစမှာနော်မမေကတော့တွေးနေတော့ရင်ခုန်လာပြီဒုတိယမိတ်ဆက်ပေးမဲ့ပြည်လေးကတော့ပန်းပွင့်လေးကိုမှပန်းရွယ်ပန်းခက်လေးနဲ့ချိတ်ဆက်ခက်လုပ်ထားပါရှင်ဒါလေးဆိုရင်လည်းဆိုင်ကိုလာဝဲတဲ့သတို့သမီးလောင်းလေးတို့အသေးဆွဲရတစ်ခုဖြစ်တာမို့မမေကမိတ်ဆက်ပေးလိုက်ပါရဲ့ရှင်ကဲခုနောက်ဆုံးမိတ်ဆက်ပေးမဲ့ပြည်ကြီးကတော့ခန်းနာချင်းကိုကိုစားပြတဲ့ပြည်ကြီးပဲဖြစ်ပါရဲ့ခန်းနာချင်းဆိုတာလည်းစမ်းပြချင်းဆိုရယ်ဂုံပုတ်ကိုစောင့်နေနော်ဒါကြောင့်မို့လို့ကဲသတို့သမီးလေးတို့ရေဒီပြည်ကြီးကလည်းလုံးဝကိုရွေးချယ်သင့်ဆုံးထဲမှာပါတယ်နော်မလီတော်ပြီအိမ်ထဲမှာပဲနေရမယ်ဝါရေးကြမှာပြန်ထွက်တော့မယ်